The how all the way win casino စီမံခန့်ခွဲရေးပုံစံ simulation game တစ်ခုဖြစ်တယ်မှာ Toxic Studio ဖန်တီးထားပြီးတော့မှာ Toxic ဖိုဒန် public ချမ်းဖြန့်ချီထားတာဖြစ်ပါတယ်။ကြေတော့2026ခုနှစ်မေလ12ရက်နေ့မှာဆွေးပေါ်မှာထွက်ရှိခဲ့တာဖြစ်ပြီးတော့မှ game ရဲ့အစပိုင်းမှာတော့ကစားသမားကိုပိုင်ကာစီနိုလုပ်ငန်းကိုအစတည်ဆောက်ရပြီးတော့မှ slow machine တွေကိုစီမံခန့်ခွဲဖောက်တယ်လို့စိတ်ကျဉ်နေအောင်လို့ဘာတွေအပန်းဖြေနေရတယ်ကိုထည့်သွင်းပြီးတော့မှလုပ်ငန်းကိုကြီးထွားအောင်လုပ်ရမှာဖြစ်ပါတယ်။တစ်ယောက်တည်းလည်းကစားနိုင်တယ်လို့တစ်ယောက်ကနေ၄ယောက်ထိခိုးပြီးကစားနိုင်တယ်ဖြစ်ပါတယ်။ဒီ game ရဲ့ထူးခြားချက်ကတော့ business simulator မဟုတ်ဘဲနဲ့ banner တွေကိုဖျက်ဆီးတာမီးလောင်မှုဆက်ပြတ်တာထိုးဆက်တဲ့ area ဖြစ်ရလို့ချို့ event နဲ့ပါဝင်ပြီးမှ harder ဆန်တဲ့ gameplay ပုံစံတွေလည်းထည့်သွင်းထားတာဖြစ်ပါတယ်။မျိုးစားတော့ simulation manager ခိုးပြီး economy job simulator တို့ဖြစ်ပါတယ်။တ िश ူပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။